မင်္ဂလာပါကျွန်တော်နာမည်ကတော့ဖြိုးစောပါဟုတ်ဒီလေးစစ်လုပ်ဖို့စဉ်းစားခဲ့တာကကျွန်တော်မျက်မှန်တက်ကားတာဆယ်စုနှစ်နဲ့ချီပါပြီပေါ့နော်ဆယ်စုနှစ်ချီသွားတာဖြစ်တဲ့အတွက်ဒီမျက်မှန်ရဲ့ဒုက္ခကတော်တော်များမှန်းလဲကျွန်တော်တော်တန်သိခဲ့ပြီပေါ့အဲ့ဒီအတွက်ကြောင့်မို့လို့ကျွန်တော်ဒီလေးစစ်လုပ်ဖို့ကိုစိတ်ကူးခဲ့တယ်စိတ်ကူးပြီးတော့ဒီကောင်းမွန်တဲ့စေကံတို့မဟုတ်စေယုံတွေကိုလိုက်ရှာတဲ့အခါမှာအဆင်ပြေတဲ့စေယုံတွေ့ခဲ့တဲ့အတွက်ကျွန်တော်ဒီလေးစစ်လုပ်ဖို့ကျွန်တော်ဆုံးဖြတ်ခဲ့တာပေါ့နော်အာယုံရဲ့အခြေအနေကပါဝါကကျွန်တော်300အစိတ်350ပတ်ချလဲမှာရှိတယ်ပြီးတော့ဆလင်ဒါကကြတော့ဆလင်ဒါ100ဝန်းကျင်မှာရှိတယ်အဲ့တော့ဒီအနီးကပ်ရင်တော့မှသူကနည်းနည်းဝါတဲ့အနေထားမှာရှိရပေါ့နော်အမြင်အရမှာအဲ့ဒီအတွက်ကြောင့်မို့လို့ကျွန်တော်အဲ့ဒီဒုက္ခတော့10နှစ်လောက်ကိုခံခဲ့ရတာဆိုတော့အခုတော့အဆင်ပြေပြီပေါ့ဟုတ်ကဲ့ကျွန်တော်အိုက်ဆက်မှာဘာလို့လုပ်ခဲ့လဲဆိုတော့ကျွန်တော် Facebook ဒီ social ဒီမှာ live ပြီးတော့စုံစမ်းနေပေါ့နော် live ကြည့်တယ်ပေါ့ကြည့်တဲ့အခါမှာဒီ Isaac ကကြတော့ international မှာရှိတဲ့စေယုံပေါ့နော်ဒီကျွန်တော်တို့ဒီမြန်မာနိုင်ငံအပါအဝင်နောက်နိုင်ငံ9နိုင်ငံမှာရှိတဲ့စေယုံတွေဖြစ်တဲ့အတွက်ကြောင့်မို့လို့ဒါကိုယ့်အတွက်အာမခံချက်လည်းပို့ပြီးရှိတယ်အဲ့အတွက်ကြောင့်မို့လို့ပြီးတော့ international စေယုံဖြစ်တဲ့အတွက်ကြောင့်မို့လို့ရွေးချယ်တာပို့ပြီးတော့လည်းစိတ်ချမှုဖြစ်တယ်အဲ့ကြောင့်မို့ Isaac ကိုကျွန်တော်ရွေးချယ်ခဲ့တာပါဟုတ်မြင်အောင်နဲ့ပတ်သက်ပြီးခက်ခဲတွေကတော့ကျွန်တော်တို့မျက်မှန်တက်တဲ့လူတွေကပိုတည်ရပေါ့ဒီမျက်လုံးရဲ့ဒီအလယ်မှာမျက်မှန်တက်ထားရင်နာတာတို့လေးတာတို့ပြီးခြိုက်တာတို့ပြီးအာရုံရောဖုန်းတွေဘာတွေကြည့်တာများလို့ရှိရင်ခေါင်းတွေကြိုက်တာထင်နေထိုးတာအဲ့ဒီမျိုးတွေအခက်အခဲတွေကတော့အများကြီးပဲပေါ့နော်ဒါကတော့ကိုယ့်ရဲ့ဒီ screen time တွေကိုနေ့စဉ်ပြုလုပ်ရတဲ့အကြောင်းအရာတွေနဲ့ဆိုင်တာပေါ့ဒါပေမဲ့လည်းအခက်အခဲတွေကတော့အများကြီးပဲပေါ့ဒါဒီဟာတွေကိုပါပဲကြော်ဖြတ်ချင်တာရောနေကျင်တော့တာရောနဲ့ဒီလစ်စစ်ကိုလုပ်ခဲ့တာပါဟုတ်ကြောက်ခဲ့လားဆိုတော့မနိုင်ပြောရင်ကြောက်တော့ဘူးဘာလို့ဆိုတော့ဒီမျက်လုံးဆိုတော့ဒီအရန်နှုတ်တဲ့အရာဆိုတော့ကြောက်တယ်ဒါပေမဲ့လည်းဒီ review တွေဖတ်ကြည့်တယ်ဒီနိုင်ငံခြားဟာတွေရောဒီ local ဟာတွေဖတ်ကြည့်တဲ့အခါမှာဒါသိပြီးစိုးရိမ်နေမရှိဘူးပေါ့နော်မရှိဘူးဆိုတဲ့အတွက်ကြောင့်မို့လို့ဒါစိတ်လဲနည်းနည်းပူပန်မှုတော့ကြော့တယ်ဒါပေမဲ့စေယုံမှာလည်းတကယ်တမ်းရောက်တဲ့ချိန်မှာလည်းအကုန်လုံးကဒီစေယုံကဝန်ထမ်းတွေကျမကြီးဆောက်ရှောက်ရေးအဖွဲ့တွေအကုန်လုံးက view site ပြီးတဲ့အတွက်ကြောင့်မို့လို့တိတ်ပြီးတော့ကြောက်တော့တွေ့ကြုံကအဲ့ဒီကကျွန်တော်တို့စရောက်တော့စစချင်းတော့အပျော်တဝက်အကြောက်တဝက်ပေါ့အပျော်ကတော့ဒီ40လောက်ကမှဖြစ်တဲ့အတွက်ကြောင့်မို့လို့မျက်လုံးပြန်ကောင်းတော့မယ်ဆိုတဲ့အပျော်အကြောက်တာကြောက်တော့လေစောစောပြောလို့ဒီလောက်ကမှဆိုတော့ကြောက်တာပေါ့ဒါပေမဲ့နောက်ပိုင်းဒီမျက်လုံးကိုဒီလိုမျက်စင်းတွေခတ်တယ်ပေါ့နော်ထုံစည်းတွေပါပေးတယ်3ချိန်4ချိန်လောက်ထုံစည်းပေးတယ်ပြီးတော့ view site ပေးတယ်အားပေးစကားတွေပါဒါသိပြီးတော့ကြောက်ရမယ့်အရာမျိုးပေါ့နော်ဒါပုံမှန်ဒီတိုင်းဒေသပြပြီးသွားတာပဲခဏပဲဆိုတော့ဒါအားပေးစကားပေါ့နော်အမျိုးမျိုးပေါ့ဒါပေမဲ့လည်းကိုယ်စိတ်ကစိုးရိမ်မှုတော့လျော့ပါတယ်တကယ်တမ်းလုပ်တဲ့အခါမှာလည်းကောင်းမွန်တဲ့ result ထွက်သွားပါတယ်ဟုတ်ထင်တာတဲ့အများကြီးလွယ်ကူပါတယ်ကျွန်တော်တို့ပုံမှန်ဆိုရင်ဒီကြာမယ်ထင်တာပေါ့နော် operation time ကတကယ်လုပ်တဲ့အချိန်လေးကြာလဲကြာအောင် operation time က9မိနစ်ဝန်းကျင်10မိနစ်လောက်ပဲရှိတယ်ပြီးတော့သူတို့လုပ်နေတဲ့အရာတွေကလည်းကိုယ်တိုင်းတွေ့ကြုံကြားနေရတာပေါ့နော်ကြားနေရတာဖြစ်တဲ့အတွက်ကြောင့်မလို့တရားသိပြီးတော့မကြောက်ဘူးနောက်ပိုင်းပြီးသွားတဲ့အချိန်မှာတော့မှပြီးသွားမှမသိဘူးပြီးသွားပြီပြောတော့မှပြီးသွားမှသိတာအဲ့လောက်ထိမြန်ပါတယ်ဟုတ်စေဘက်ဆိုင်ရာအဖွဲ့တွေကတော်တော် view site ပါတယ် view site တွေသူတို့ဒီ screening စလုပ်တဲ့အချိန်ကနေစပြီပေါ့နော်ဒီနောက်ဆုံးဒီ visit လုပ်ပြီးတဲ့အထိနောက်ပိုင်းစေကံပြတဲ့အထိပါ view site ပြီးတော့သူတို့ care လုပ်ပေးပါတယ်ဟုတ်စပြီးတော့စလုပ်တဲ့နေ့မှာဆိုရင်လည်းကျွန်တော်တို့ဆေးရုံစားရောက်သေးတာဒီမျက်စိစမ်းသပ်မှုလုပ်တာတွေရှိပေါင်းနေပါချိန်တာတွေအကုန်လုံးပေါ့နော်ဒီဆေးတွေပါထည့်ပေးတာအစအားပေးစကားပြောတာတွေပါအစိုးအကုန်လုံးအဆင်ပြေပါတယ်ဆေးရုံဝင်နေနေဟုတ်အမြင်အာရုံပြောင်းလဲမှုကတော့ laser လုပ်ပြီး10မိနစ်လောက်မှစပြီးတော့ခံထားရတယ်ပေါ့နော်စာတွေပါကြည်သွားတာစာတွေဖတ်ကြည့်ရင်ကြည်သွားတာမျိုးပြီးရင်လူတွေကိုကြည့်လိုက်တဲ့အခါမှာဒီတရားကိုယ်ပြစပြီးတော့မြင်ရတယ်အဲဒီအတွက်ကြောင့်ဆိုတော့10မိနစ်လောက်ပါပဲမျက်လုံးပြန်ကောင်းမှုအချိန်ကကြတော့laser လုပ်ပြီးတော့ပုံမှန်ဖြစ်တော့ကျွန်တော်တို့ဒီလူတွေစာရတော့ဖတ်လို့ရပြီပေါ့နော်အမြင်အာရုံ stable ဖြစ်ဖို့ကတော့အချိန်လေးတော့နည်းနည်းပေးရတယ်ဒါကတော့ပုံမှန်အတိုင်းပဲပေါ့ laser လုပ်တဲ့လူတွေအများစုတော့အချိန်ရက်30ရက်40ဝန်းကျင်ဒါတော့ပေးရတယ်ဒါအဲ့ချိန်မှာတော့ဒါ stable ဖြစ်ဖို့အတွက်ကတော့ဒါမျက်လုံးပေါ့ငြိမ်တဲ့အချိန်ကိုစောက်ကြတာပေါ့အဲ့ချိန်မှာတော့ stable ကဖြစ်တော့ဝါးတာပြူတာမျိုးတွေရှိကောင်းရှိနိုင်တယ်ဒါပေမဲ့စိုးရင်ရမရှိဘူးပေါ့နော်အဲ့လိုပဲပြောပြရတယ်ဟုတ်ဒါကိုယ်တိုင်ကြုံတွေ့ခဲ့ရဆိုတော့
ဟုတ်အဆင်ပြေပြေနဲ့စီမံနိုင်ခဲ့ပါတယ်ဟုတ်ကျွန်တော် screen line တွေရှော့ခဲ့တယ်ပြီးတော့အဲ့များအိတ်တယ်ပေါ့နေ့စဉ်ဘဝမှာသူကြပြောင်းလဲချက်ကပထမဆုံးအိတ်ရထားတဲ့အချိန်မှာမျက်မှန်ရှားတော့ဘူးပြီးရင်အပြင်သွားပါညာလုပ်တယ်ဆိုလေပြီးမျက်မှန်တကားကနေမရှိတော့ဘူးပေါ့နော်အဆင်ပြေသွားတယ်ပြီးရင်အားစားရေးပါလုပ်တဲ့အခါမှာလည်းအဆင်ပြေတယ်ပြောင်းလဲမှုတွေကတော့အများကြီးပါပဲဒါပေမဲ့ပြောင်းလဲမှုတွေအကုန်လုံးကောင်းမွန်တဲ့ပြောင်းလဲမှုတွေပဲဆိုတော့အကုန်လုံးအဆင်ပြေပါတယ်ဟုတ်ဒီတိုင်းခဏရမ်းပေါ်သွားတာပေါ့ရမ်းပေါ်သွားတယ်မျက်မှန်တက်ကားတဲ့အချိန်တုန်းကနဲ့မျက်မှန်မတက်ကားတဲ့အချိန်တွေကအရင်ကွာသွားတယ်ပေါ့နော်ဒီအမြင်အာရုံပိုင်းအရာရောဒီကိုရုပ်ပိုင်းဆိုင်ရာအရာရောအရန်ကိုအဆင်ပြေသွားပါတယ်ဟုတ်ပေါ်ပါဖြစ်သွားပါတယ်ဟုတ်visit လုပ်ပြီးနောက်ပိုင်းမှာအဲ့ဒီအရာတွေကအကုန်လုံးအဆင်ပြေသွားပါတယ်အကစားလုပ်တာရောချွေးတွေပိုင်းထွက်တဲ့အရာမျိုးတွေပြီးဘောလုံးကန်တဲ့အရာမျိုးပြေးတာလွှားတာမျိုးကိစ္စတွေမှာဆိုရင်ဒါပူပြီးတည်တာရေပေါ့နော်အများသောအားဖြင့်ဒီအကစားလုပ်တဲ့လူတွေတော်တော်များများဆိုရင်ဘောကန်လို့ရှိရင်ဒီမျက်စိတစ်ခါကျွန်တော်ဒီမျက်မှန်တစ်ခါကားနဲ့ဆိုရင်တိတ်အဆင်ပြေရတာအများကြီးလေအဲ့တော့ဒီမျက်မှန်မရှိတော့ဘူးဆိုရင်ကြတော့ဟုတ်ပို့ပြီးတော့အဆင်ပြေသွားတာပေါ့ခြားသောအကြောင်းအရာတွေမှာလည်းအများကြီးတက်ရောက်မှုရှိပါတယ်အဲ့တော့တက်ရောက်မှုတွေတော့ကောင်းမွန်တဲ့တက်ရောက်မှုတွေပါပဲဟုတ်ညွန်လင်းချက်ညွန်မှန်းထားတဲ့အဆိုင်ပို့ပြီးတော့ကောင်းမွန်တယ်လို့ခံစားရပါတယ်ဘာလို့လဲဆိုတော့အမြင်အာရုံပိုင်းကအများကြီးအဆင်ပြေပါတယ်ပေါ့နော်စာတော့ကတွေ့ရတာဒီတခုခုဖြစ်သွားမှာကိုဆိုရင်မိရာတွေအတွေ့တွေရှိတော့ရှိပေမဲ့ဒါပေမဲ့အဲ့ဒီအရာတွေကတခုမှဖြစ်မလာပဲကောင်းမွန်တဲ့အရာတွေပဲဖြစ်တဲ့အတွက်ကြောင့်မလို့ဒါကြော်လွန်တယ်လို့ပဲကျွန်တော်ပြောရမှာပါပဲဟုတ်ကဲ့visit လုပ်မယ်ဆိုရင်တော့ဒီ international ဆေးရုံလေးဖြစ်တဲ့ဆရာမတွေကလည်း professional ကြားတဲ့ ISET မှာတော့ကျွန်တော်လုပ်ခဲ့တယ်ပေါ့နော်အဲ့ဒီအတွက်ကြောင့်မလို့ခြားသူများ visit လုပ်ချင်တယ်ဆိုရင်လည်းကိုလိုပဲယုံကြည်စိတ်ချရတဲ့စီဒီမှာဒီချာရှာပြီးတော့လုပ်ဖို့ကြံပြုခြင်းနဲ့ကျွန်တော်ကတော့ ISET မှာလုပ်ခဲ့တာဖြစ်တဲ့အတွက်ကြောင့် ISET ကိုလည်းကျွန်တော်ယုံကြည်တယ်ဆရာမတွေကလည်းအကုန်လုံးအဆင်ပြေတယ်ပြီးတော့ international ဆေးရုံဖြစ်တဲ့အတွက်ကြောင့်မို့လို့ခြားသောအရာတွေထပ်ပို့ပြီးကောင်းမွန်တယ်လို့လည်းကျွန်တော်ယုံကြည်တယ်အဲကြောင့်မို့လို့လုပ်မယ်ဆိုရင် ISET မှာလုပ်ဖို့ကျွန်တော်တော့အကြံပေးပါတယ်ဟုတ်